ဆိုရင်ကိုကြီးကျော်ကိုပတ်တာပါတယ်ကြက်ဝိုင်းမှာဆိုရင်ကိုကြီးကျော်ကိုပတ်တာပါတယ်တောက်တယ်မူးတယ်အော်ဒါဖြင့်ငါတို့သူ့ရဲ့အနေထားတို့ကဒါတို့ကလှူဒန်းเสียအမျှပေးဝေเสียပဲအိမ်ပေါ်မှာတင်ပြီးကိုးဝယ်လောက်တဲ့အရာမဟုတ်ဘူးလို့နည်းနည်းလေးတွေးလိုက်ပေါ့ကြည့်လိုက်ပေါ့ဘလို့လဲဟုတ်တော့ပဲတေချာစဉ်းစားကြည့်တော့မှဟောတေချာစဉ်းစားကြည့်ကွာသကောင်တနွယ်ကြီးကွာနတ်တန်နေနတ်တန်နေပြည့်လို့ကြက်ဝိုင်းမှာဆိုရင်ကိုကြီးကျော်ကိုပတ်တာပါတယ်ကြက်ဝိုင်းမှာဆိုရင်ကိုကြီးကျော်ကိုပတ်တာပါတယ်ဟောဒီလိုဆိုရင်ဒါကအပျော်အပြက်တစ်ခုနေနေတော့လှုပ်တဲ့တယ်ဒါပေသည်ကိုးဝယ်စရာတခုအိမ်ပေါ်မှာဘုရားရှင်သားမှာထားလောက်အောင်တော့မဟုတ်ဘူးလို့သိရင်တော်ပါပြီတော်ပြီအဲ့လောက်ဆိုတော်ပြီအဲ့လောက်သိရင်တော်ပြီအဲ့လောက်သိရင်တော်ပြီအများကြီးမသိရင်တော်ပြီဟောခုမှလေဟိုမျိုးမျိုးဆိုတဲ့ကောင်မလေးရဲ့ယောက်ျားကလေသူ့ယောက်ျားသူ့ကိုချစ်လွန်းတော့အဲ့ကောင်မလေးတိမ်ကြီးတဲ့တိမ်ကြီးဆိုတဲ့နာမည်လေးကိုပါဇက်ထဲမှာထည့်ပြီးတော့သွားလိုက်ရဆိုတော့သူ့ကိုတန်မုခတ်တိမ်ကြီးတဲ့ဟောပါဇက်ထဲထည့်ပြီးသွားတာသွားလိုက်ရချစ်လွန်းလို့ဒါနောကလေသူ့မိန်းမကိုချစ်လွန်းလို့သမုခသိင်ကြီးကိုရွှေကြုံထဲကားတီးငါကတော့စဉ်းစားတယ်ဒီဘလူးတော်တော်လဲတယ်လို့ဟောတော့ရွှေကြုံထဲနဲ့တော့ရွှေယူပေါက်ချာသူ့ပါဇက်ထဲကြာမှာလေသူရွှေကြုံလေးထဲတော့ရွှေယူပေါက်ချာလို့မကြတော့ဘူးဟာဘလူးလဲတယ်သူကလဲတယ်ဗျာရွှေကြုံလေးနဲ့ထည့်လိုက်တာထည့်ပါဇက်လေးနဲ့ငုံလိုက်တာဒီကောင်မလေးအိမ်နာတက်လေအထက်ရောက်တော့မှဘာဖြစ်သူ့ပါဇက်ထဲမကြဘူးပေးချတယ်အဲ့ဒီဒါနောင်ကဘလူးဟာသမုခသိင်ကြီးကိုရွှေကြုံထဲကားတီးဒါလေးထည့်ပြီးသွားလေသွားတာတကိုးရှိတဲ့ဝိဇ္ဇာဖြတ်လာဟာသိင်ကြီးမသိင်ကြီးရွှေမင်းသမီးလေးချောတယ်ဆိုအဲ့မှာအဲ့ဘလူးရဲ့ပါဇက်ထဲမှာအဲ့ကောင်မလေးနှစ်ပါးဝင်သွားလိုက်သူများမရကျသေးကြီးရသေးတယ်ဟဲ့ဒါနဝမင်းတို့တော့ဒီနေ့ဘာလုပ်တာလဲကျွန်တော်တယောက်တည်းလာတာလေတဲ့ဘာတဲ့မင်းကမင်းချစ်သူပါဇက်ထဲငုံပြီးသွားတာငါသိပါတယ်ကွာတဲ့မင်းရဲ့ချစ်သူရဲ့အဲ့မင်းရဲ့ကုနာကျုပ်ထဲမှာဟိုကောင်ဝိဇ္ဇာကတကိုးရှိလားရှိတယ်ဓာတ်လုံးရှိလားရှိတယ်အောင်မြင်လားအောင်မြင်တယ်အကျင့်ကောင်းလားတောက်ကြမကောင်းဘူးကြောပါရဲ့မကောင်းဒါပဲမကောင်းဘူးလေမကောင်းတဲ့အပြင်သူများမိမကိုလည်းယူသေးတယ်လေအကယ်အမြတ်သူ့ယောက်ျားအမှတ်တမဲ့စိတ်ဆိုးရင်ဓာတ်နဲ့လည်းမပြန်ဘူးတော်ဆိုးတဲ့ဝိဇ္ဇာလေအဲ့ဒီဝိဇ္ဇာမျိုးကိုယ်ဝယ်မိဘလို့ဖြစ်မလဲဒါပြောတာအဲ့ဒါစဉ်းစားတာသမုခသိင်ကြီးကိုရွှေကြုံထဲပါတယ်ကိုဝိဇ္ဇာလေနှစ်ပါးဝင်သွားတယ်အဲ့ချဲကန်းဝင်ပေးတာဝိဇ္ဇာချဲကန်းဝင်ပေးနေတာအဲ့ဒီကလည်းကြောသူ့ဖះလောင်းကမလုံနဲ့တဲ့ तू ကတကိုးရှိတယ်တဲ့မင်းအသာလေးပါဇက်ဟာပေးလာတဲ့သူ့ဘာသာ तू ထွက်သွားလိမ့်မယ်။အော် तू ငါစဉ်းစားတာပေါ့။ तू များမိန်းမကိုချစ်လွန်းလို့လေ तू မိန်းမကိုချစ်လွန်းလို့ तू ချစ်သူချစ် तू များမကြည့်သေးဘူး။အမလေးကြည့်မှဆိုလို့အဲ့ဒီမိန်းမကိုဒီဝိဇ္ဇာတကိုးရှိတယ်အပေါ်ကပြန်သွားတာ။ဟာတိမ်ကြီးလေးချောလိုက်တာဆိုလို့ကြည်စမ်းမဝင်သမတာ။အဲ့ဒီဝိဇ္ဇာမျိုးများမင်းတို့အိမ်ပေါ်တင်ပြီးတော့ကိုးဝယ်ရင်မင်းတို့ကွက်ကိုစဉ်းစားပါစဉ်းစားပရိယတ်တိပထမငေပထမလက်ပထမကြီးအောင်တဲ့ကိုတော်လေးတွေကိုအဲ့ဒီအိမ်မှာကိုးွယ်လို့သိလို့ခုနဝိဇ္ဇာလို့မဖြစ်ဘူးလာပြီဗျာအဲ့ဒါလည်းမသိဘူးဝိဇ္ဇာဇောကြီးအမလေးဝိဇ္ဇာလည်းမကောင်းဘူးဇောကြီးလည်းမကောင်းဘူးနတ်တိုင်းမကောင်းဘူးဒါပြောတာအဲ့ဒီဝိဇ္ဇာဇောကြီးအဲ့လိုမျိုးတရဏဂုံလည်းမရှိသီလလည်းမရှိဟာဗျာဟုတ်မိဖုရားကြီးကိုလေတတူနဲ့တက်နဲ့ဖြစ်နေတာမိဖုရားလည်းဘာမှမတတ်ဘူးသူတကိုးရှိတော့သူရိုးသားမောင်ကြီးတဲ့ဝိဇ္ဇာတရဆက်မှာမောင်ကြီးတဲ့ဘယင်ကိုကျမကိုဝိဇ္ဇာတယောက်လာညညလာအိတ်တယ်တဲ့သူ့တကိုးရှိတော့ဘလို့မှမယုံနိုင်ဘူးတဲ့ဒါလို့ဆိုရင်အမှတ်သင်္ကန်းတကူလှုပ်လိုက်တယ်အဲ့ဒီမှာအိတ်တဲ့အခါလဲကြော်ဆေးအနီပေါ့ဆေးအနီကိုလက်ထဲထည့်ပြီးတော့ဝိဇ္ဇာရဲ့ကြော်ကတ်လိုက်တာဝိဇ္ဇာကြောမှဒဏ်ရာတွေနဲ့သူကမသိဘူးဝိဇ္ဇာမသိငတော့သူများမိမချစ်ကြိုက်တာပဲသိတယ်သူမသိဘူးအဲ့ဒါသူကညမနဲ့လက်ကြာကြော်သူကနေကိုကြည့်ပြီး6ယောက်လေးတစ်ချောင်းနဲ့မဲနေကတိုင်းရှုနေတယ်ဒါနောက်မှကြောမှဒဏ်ရာကြီးနဲ့ကျောင်းမှာလက်ငန်းရောယာကြီးနဲ့အဲ့ဒီခါကျအမတ်တရားရှာသန်းကွာဆိုတော့အဲ့ဒီဘုန်းကြီးသွားတွေ့ရကြသိဟာသွားလဲသွားတယ်ဖမ်းမယ်လေလို့သူကတကိုးနဲ့ဗရရှင်လုံးတကိုးနဲ့သူ့ရဲ့အင်းတကိုးနဲ့ကောင်းငင်ပြန်သွားတော့ဘယင်ကမှားသွားပြီဘုန်းကြီးတွေကငတ်မိပြရဆိုတွေ့မြဘုန်းကြီးတတ်သွားမောင်းသွားချာဘုန်းကြီးတွေနဲ့နာသွားအဲ့တော့မှတို့တရားမင်းကဆင်းလာပြီးတော့မှပြစ္ဆေကဗုဒ္ဓကိုပင့်လာပြီးမဟုတ်ပါဘူးအဲ့ဒါဝိဇ္ဇာယဟန်အတုပါယဟန်စစ်မဟုတ်ပါဘူးအရှင်မင်းကြီးရဲ့မိဖုရားကိုအဲ့တော့မှဘုန်းကြီးတွေပြန်ပြီးနိုင်ငံထဲကိုအဲ့ဒီဘုန်းတော်ကြီးတွေကိုမောင်းထုတ်တတ်ရိုက်ထုတ်တဲ့ခါကျတော့အဲ့ဒီနိုင်ငံမှာဘုန်းကြီးတွေမရှိတော့ဘူးပရိယတ်တိကွယ်သွားတယ်ပရိပတ်တိကွယ်သွားတယ်သေတဲ့အကုန်ငရဲကြတယ်ဟာလာပြီပရိယတ်တိမရှိတဲ့နေရာပရိပတ်တိမရှိသံဃာမရှိတာပြောင်းသေတဲ့ငရဲကြတယ်တရားမင်းဟာဘယ်နဲ့နတ်သားနဲ့သမီးတွေရောက်မလာပါလားဘာလို့လဲကြည့်တော့အကုန်ငရဲဘိုးကလေးရလူတွေငရဲမသွားစေနဲ့နော်ဗါလဲမသွားစေနဲ့မသွားခြင်းအကုသိုလ်စိတ်ဆိုးတွေရာပြုလွယ်ဖြစ်လွယ်စိတ်အားထက်သန်စွာနတ်ရွာနိဗ္ဗာန်ကိုလှမ်းဖို့ကြံရွယ်ထဲစိတ်မပါနေရဟောင်းကိုလွန်အောင်ပေးတာလေးကိုပဲပါ
တရားဟောတာစိတ်မပါဘူးနဲ့ရလက်ကြောင်းမင်းရင်ပူရင်ပရိယတ်စိတ်မပါရင်နေအောင်ပြန်သွားမယ်အဲ့ဒီကြရင်တော့ဘုံဘုံတမေစီဗျာလန့်ကြည့်လေအောက်ကရက်ကန်တော့သွားရက်ကန်တော့မလာနဲ့တော့အဲ့ဒီကြတော့မကယ်နိုင်တော့ဘူးတခုတော့ကယ်နိုင်သေးတယ်အဲ့ဒီမှာငရဲပြေမှာအကုန်ရောက်တော့တရားမင်းကဘယ်လိုဖြစ်တာတော့ဟာသံဃာတွေမရှိလို့ဟာပရိယတ်တွေမရှိဘူးဟာပရိပတ်တွေမရှိဘူးသာသနာ့တွေရက်တယ်ကမ္မထမ်းတွေရက်တယ်ရက်ရင်အဲ့ဒီပုဂ္ဂိုလ်တွေငရဲကြမယ်မဖြစ်ဘူးဘုန်းကြီးတွေပြန်ပေးရမယ်စာပြန်ပွဲတွေစာသန်တွေပြန်လုပ်ရမယ်ဆိုပြီးအဲ့ဒီမှာပြည့်စည်ကဘုရားတွေပြင့်လာပြီးတော့မှဘုရင်ကြီးကိုမဟုတ်ဘူးရှင်မင်းကြီးအရှင်မင်းကြီးကိုလုပ်တဲ့ရှင်မင်းကြီးရဲ့ဇနီးနဲ့ညားတဲ့ပုဂ္ဂိုလ်ကဘုန်းကြီးမညာမဟုတ်ပါအဲ့ဒါဇောကြီးရသိအဆုတ်ပလို့တကိုးတော့ရှိတယ်ဆိုပြီးဟောပြလိုက်တော့မှဘုန်းတော်ကြီးတွေပြန်ပြီးလာစီကြွစီကြောင်းနေကန်နေပြန်လို့ပြီးတော့မှစာသင်စာချတရားတော်မှနတ်ပြည်နတ်လန်းပွင့်ပါတယ်